မြန်မာရွှေဈေးကဒီနေ့အတွက်တော့အကျဈေးနဲ့ရှိနေတာဖြစ်ပါတယ်မြန်မာငွေဈေးကတော့အတက်ဈေးနဲ့ရှိနေပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည်စုံနိုင်ကြပါစေဒီနေ့က9ရက်နေ့9လပိုင်း2026ခုနှစ်လက်ရှိတော့ပြောနေတဲ့ချိန်ဟာတိုင်းဆိုင်တော်ချိန်မနက်ပိုင်း9:20မိနစ်20ရှိနေပါပြီမြန်မာရွှေက16ပဲစနေအောင်မီလင်းရွှေတစ်ရက်သားကိုဆိုင်ကရောင်းနေဈေးက68သိန်း4တောင်ဆိုင်ကလက်ခံတဲ့ဈေးက66သိန်း4တောင်စနစ်ဟောင်း15ပဲတစ်ရက်သားကိုဆိုင်ကရောင်းနေဈေးက81သိန်း6တောင်16ပဲစနစ်တစ်မီလင်းရွှေတစ်ရက်သားကိုဆိုင်ကရောင်းနေဈေးက95သိန်း8တောင်ဆိုင်ကလက်ခံတဲ့ဈေးက94သိန်း8တောင်စနစ်သစ်15မိနစ်ရက်သားကိုဆိုင်ကရောင်းတဲ့ဈေးက91တောင်လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4380ဆိုင်ကလက်ခံတဲ့ဈေးက4280ယူရိုငွေတွေကိုမြန်မာကျပ်ငွေ9010စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3340ဆိုင်ကလက်ခံတဲ့ဈေးက3240တောင်းငွေတရန်ကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက648ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက630ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ3045ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချေယူသမားတွေကဘတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်3သိန်းကိုဘတ်ငွေ955ဘတ်မလေးငွေ95.3နှစ်ကိုမြန်မာကျပ်ငွေ3သိန်းဂျပန်ငွေ3985ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ3840.2ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ2190.13ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုအရင်ဖုန်းဆက်ပေးမှာပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြုခြင်းပါတယ်ကမ္ဘာရွှေဈေးကတော့လက်ရှိမှာကမ္ဘာရွှေတအောင်စာကိုဒေါ်လာ4195.3ခွန်းနဲ့ဈေးနှုန်းတည်ရှိနေပါတယ်လက်ရှိကမ္ဘာရွှေဈေးအခြေအနေအပေါ်ဆုံးကိုရောက်နေတာဖြစ်ပါတယ်။တနင်္လာနေ့မှာကမ္ဘာရွှေတအောင်စကိုဒေါ်လာ4200ကျော်တိတက်နိုင်မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဆက်လက်တက်ဖို့လားလာရှိပါတယ်။ကမ္ဘာရွှေဈေးတက်မယ်ဆိုလို့ရှိရင်တော့မြန်မာရွှေဈေးထိုင်းရွှေဈေးလည်းတက်နိုင်ပါတယ်။ကမ္ဘာရွှေဈေးကလက်ရှိတည်ရှိနေတဲ့တအောင်စကိုဒေါ်လာ4195.3ခွန်းအောက်ကိုပြန်ကျမယ်ဆိုရင်ထိုင်းရွှေဈေးရောမြန်မာရွှေဈေးရောဈေးနှုန်းပြန်ပြီးတော့ကျမှာဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေဈေးကအပေါ်ဆုံးကိုရောက်နေတာဖြစ်တဲ့အတွက်နင်းလာတဲ့ကမ္ဘာရွှေဈေးအတက်ကြကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေဈေးကိုအတက်ကြဖြစ်စေနိုင်တဲ့သတင်းတွေကတော့တိတ်ပြီးတော့မတွေ့ရသေးပါဘူးမြန်မာရွှေဈေးငွေဈေးတွေကိုအများတန်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ